မြတ်ဗုဒ္ဓရဲ့ကံနဝေတုတ္တဆုံးလေဗုဒ္ဓဝေဗုဒ္ဓဝေရှိထင်ရှားလူသားများနေထိုင်သောဒီကမ္ဘာလောကကြီးထဲမှာယုံကြည်ရာကိုယ်ွယ်ရာဘာသာလူမျိုးများစွာရှိကြပေတာထိုဘာသာများတွေကလောကသုံးပါထင်ရှားတူပါမရနိုင်ပါတော့အိုးမြတ်ဗုဒ္ဓဖျားမြတ်တဲ့ဂုဏ်တော်များနီလူလာလူထာဝရအလင်းဖြာမြတ်ဗုဒ္ဓရဲ့စာပေများမြတ်ဗုဒ္ဓရဲ့ဖြစ်စဉ်များမြတ်ဗုဒ္ဓဘုရားရဲ့တရားတော်များအခြေခံမဆာကရင်နဲ့ဆွေးညီကအမှန်ကျူလို့ဒီမခတန်မိုးထားသိသိရဖို့ရာမြမတနိုင်ငံလုံးဆိုင်ရာသူတာဆုံးလေဘုဒ္ဓဝေအဖွဲကြီးမှာကြီးမှုချင်းပါနေစဉ်အနုလာခုံနေသမုဒိယအကုန်စင်ထားရတဲ့သူတဆုံလင်းဘုဒ္ဓဝေရှင်နီလူငယ်နောင်ဝဲလူကြီးလိမ္မာရင်ကြီးတော့လူကောင်းလူတော်များစွာဖြစ်လာစီရမှာအမျိုးပါသာသာသနာကိုညနိုးထိမ့်သိမ့်လူစိတ်များဘုံမမြမလာစီရမြင့်မြတ်သောဆရာတော်ကြီးများရဲ့ဩဝါဒလမ်းညွှန်မှုဖြင့်နေ့စဉ်ရင်ကနွေသူကြဆုံးလင်းဗုဒ္ဓဝင်ပြိုင်ပွဲခက်ခဲနဲ့လီလာတင်အန်ချက်မဘာသာရေးသိများတို့လူပဲနေ့စဉ်နေ့တိုင်းပြိုင်ပွဲဒီများချင်းပါကပြီမြမတနိုင်ငံလုံးဆိုင်ရာသူကြဆုံးလင်းဘုဒ္ဓဝင်အဖွဲကြီးမှာကြီးမှုချင်းပါနေစဉ်အနုလာခုံမေသမုဒိယကုန်စင်ထောင်စီတန်မိုးထားရတဲ့သူတဆုံလင်းဘုဒ္ဓဝေခက်ခဲနဲ့ထူရလာတဲ့ပြိုင်ပွဲစီတွေဒီနှစ်တော့ထူးထူးခြားခြားယူသားကျူစာအောင်မွေစေဘဝတရီနဲ့အလားတီဖြာတမှုမအီကြပြူလိုက်သာရသူလေးကတနိုင်ငံလုံးရဲ့ပထမဆုရှင်ဖြစ်ခဲ့ပြီဦးစိန်ဝေးလေမိရင်တော်မူခိုင်မွေးရင်၆ယောက်ထဲ
ထူးချွန်ဘဟုတုတ္တတွေဆုံးလေတုတ္တဆုံးလေဘုဒ္ဓဝင်ပြိုင်မွေသင်္နန်းကိုတက်ရောက်ခါဘုရားမမကဆရာတော်ဗဒ္ဒနာသူနန္ဒထံတွင်လေလာသင်ယူဆရာကောင်းလည်းပဲအောင်မပန်းစေဤကြယူညီမလေးကိုမမရွှေနှံချက်ကဤတီးချင်းဂုံပြူပါသည်ရှင်ကြိုင်လာသာတူမွေးပြောလို့မဆုံးမေလိုက်သာရသူလေးတွေအောင်မပန်းမျက်နှာပန်းလာထောင်စီရှင်နေ့လူငယ်နောက်ဝဲလူကြီးတမိုးကြီးသွားပဲလိုက်သာရတဲ့မြို့နယ်လုံးကိုကြီးမဆုံးအားလုံးပြုံးပျော်ရွှင်ဆုံးလေဘုဒ္ဓဝင်အဖွဲကြီးမာကြီးမှုချင်းပါနေစဉ်အနုလာခုံမေတမှုရရအကုန်